Hello guys, Burmese Unknown Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြပေးသွားမှာကတော့လက်တလောထွက်ရှိထားတဲ့ It Welcome to Derry series က Pennywise အကြောင်းကိုပြောပေးသွားမှာဖြစ်ပါတယ်။ Pennywise ဟာကျွန်တော်တို့လူသားတွေနေထိုင်တဲ့ကမ္ဘာကမဟုတ်ဘဲနဲ့ Microbus လို့ခေါ်တဲ့အာကာသပြင်ပတနေရာကနေရောက်လာတဲ့ Cosmic Being တစ်ကောင်ပါ။သူကလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကတည်းကကမ္ဘာမြေပေါ်ဥက္ကာခဲတစ်ခုအနေနဲ့ကြာရောက်ခဲ့ပြီးတော့ Derry မြို့ရဲ့မြေအောက်မှာပေါင်းနေခဲ့တာပါ။အဲ့ဒီနောက်မှာ29နှစ်တစ်ချိန်နိုးထလာလေးရှိပြီးတော့လူသားတွေကိုအမဲလိုက်စားတော့လို့ရှိပါတယ်။ဒီအကြောင်းအရာကိုလည်း Welcome to Derry Season 1မှာအသေးစိတ်မြင်တွေ့ရမှာဖြစ်ပါတယ်။ Give me fat boy. Pennywise ရဲ့ပုံစံအစစ်မှန်လူပြကြီးမဟုတ်တယ်လို့ပင့်ကူကြီးလည်းမဟုတ်ပါဘူး။သူ့ရဲ့တကယ်အစစ်မှန်က Deadlight လို့ခေါ်တဲ့လိမ်မောင်ရောင်အလင်းနှန်းတွေပဲဖြစ်ပါတယ်။လူသားတစ်ယောက်ကအဲ့ဒီအလင်းနှန်းကိုတိုက်ရိုက်ကြည့်မိဆိုရင်ချက်ချင်းပဲယူသွတ်သွားနိုင်ပါတယ်။ဒါကြောင့်မလို့ဇက်ကားထဲမှာပါတဲ့ပင့်ကူကြီးဆိုတာကလူသားတွေရဲ့အုံနောက်ကလက်ခံနိုင်တဲ့ပုံစံမှာအနည်းဆက်ဆုံးသူအောင်ဖန်တီးထားတဲ့ပုံတစ်ခုပဲဖြစ်ပါတယ်။ Pennywise ဟာ Derry မြို့မှာနေတာမဟုတ်ပါဘူး။သူကိုယ်တိုင်က Derry မြို့ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေတာပါ။သူအိပ်ပျော်နေတဲ့အချိန်မှာမြို့ကြီးကငိမ့်ချမ်းပြီးတော့အေးချမ်းနေတယ်လို့သူနိုးထလာပြီးဆိုတာနဲ့တမျိုးလုံးမှာအမုန်းတရားတွေဒုစရိုက်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ Derry ရဲ့မြို့ကန်တွေရဲ့စိတ်ထဲမှာအမုန်းတရားတွေကိန်းအောင်နေအောင်သူကပဲနောက်ကကနေကြိုးကင်ထားတာဖြစ်ပါတယ်။ Seeing things. Oh, I think they see you too. Pennywise ဟာအတိတ်အနာဂတ်ပစ္စုပန်သုံးခုစလုံးထဲမှာတပြိုင်နက်တည်းတည်ရှိနေနိုင်ပါတယ်။တနည်းအားဖြင့်ပြောရရင်တော့2016မှာဒူဆာကလက်ကသူ့ကိုတက်တာကို1962ခုတည်းကခံစားနိုင်ပါတယ်။ဒါကြောင့်မို့လဲသူကသူ့ရဲ့အနာဂတ်ကိုပြောင်းလဲဖို့အတွက် Future MA March ကိုတက်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ဒါကိုလည်း Welcome to Derry အပိုင်း8မှာတွေ့မြင်နိုင်ပါတယ်။ Pennywise ဆိုတာအဲ့လိုခေါ်တဲ့တရားကြီးယူထားတဲ့အတွင်တရံနေတဲ့ကတစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့နာမည်ရင်းကတော့ဘော်ဂရေးဖြစ်ပါတယ်။ကလေးတွေကလူပြတ်တွေကိုမြင်ရင်စိတ်ဝင်စားတဲ့အနားကိုလာတတ်တာကြောင့်ကလေးတွေကိုမြှူဆွဲဖမ်းဆီးဖို့အတွက် Pennywise Dancing Clown ဆိုတဲ့ပုံစံကိုအများဆုံးအတွင်ဖြစ်ပြောင်းလဲထားတာဖြစ်ပါတယ်။ Alright guys ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ movie character တွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဗျ။